ကဲဒီဗီဒီယိုလေးက TikTok မှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုကိုစတိုရီကိုတင်တဲ့နည်းပေါ့နော်အဲ့တော့တင်ပြီးတဲ့ဗီဒီယိုကိုစတိုရီကိုတင်တဲ့နည်းဖြစ်ပါတယ် TikTok တဲ့ဝင်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ဟိုရောက်လာပြီဆိုရင်ကျွန်တော်တို့တင်ကျင်တဲ့ဗီဒီယိုတစ်ခုခုရွေးလိုက်ပါနော်ဟိုမှာကျွန်တော်ဒီမှာဒီ line စိမ်း location ပို့တဲ့နေရာနှိပ်လိုက်မယ်မင်္ဂလာပါအခုဒီနေ့မှာနော်ပြီးတော့ပြီဆိုရင်ဒီမှာအဆက်လေးတွေ့လားဒီမှာအဆက်လေးနော်ဒါကျွန်တော်များထိုးပြတာပြထားတယ်အဲ့ဒီဆက်လေးကိုနှိပ်လိုက်ပြီးရင်ဒီဘက်နဲ့ဆွဲဒီအောက်ကနဲ့ဆွဲလိုက်ဆုံးထိဆွဲလိုက်ပြီးရင်ဒီမှာစတူဒီယိုဆိုတော့အပေါင်းလေးနဲ့ရှိရနော်ဒီမှာပြပေးမယ်နော်ဒီမှာဒီအောက်မှာနော်ဒီမှာဝိုင်းပြပေးထားတယ်အဲ့ဒီအဝိုင်းလေးကိုနှိပ်လိုက်နော်အဲ့ဒါနှိပ်လိုက်โอเคနှိပ်ပြီးတော့ဆိုရင်ဒီမှာပြီးရင်ဒီမှာ app studio အဲ့ဒါနှိပ်လိုက်ရုံပဲနော်ဒီကောင်လေးနှိပ်လိုက်ရုံပဲရတော့ပြီနော်ဒါ studio ก็จะนี่น้อยပေါ့နော်ဒီမှာဒါစတူဒီယိုတင်တော့ပါပြီဒါတော့ view မြန်တက်တိုးတဲ့နီးပဲဖြစ်ပါတယ်ဒါနီလန်တစ်ခုလည်းဖြစ်ပါတယ်ဗောနော်တုံးချကြည့်ပါ view တိုးခြင်းတဲ့လူတွေအတွက်နော်အရင်အဆင်ပြေပါတယ်ကဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ချင်ပါတယ်နော်အားလုံးအဆင်ပြေကြပါစေ